နောက်ဘုရားကိုတော်မြတ်ကတကားတော့တိရွှေကွက်ဒီကလေးခိုးတာမဟုတ်ဘူးမှန်လားပါအမိတ်ရှိတော်မူပါဘုရားလို့ဆိုတော့မှဘုရားကိုတော်မြတ်ကတကားတော့ဗိမိသားရဟောဒီကလေးစီသူ့အဖေနဲ့တော်တဲ့ထင်ခွေသွားတဲ့အချိန်ခါမှာဆိုပြီးတော့ကျုပ်ရှိကဟောခဲ့တဲ့အတိုင်းဇာတ်ကြောင်းဘုရားအကုန်ပြန်ဟောတမာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိဘလူနှစ်ယောက်မိစ္ဆာဒိဋ္ဌိဘလူစားမလို့ဆွဲတဲ့အချိန်ခါမှာယင်ဝမီးဝင်ဆွဲတယ်လို့ပူလို့တမာဒိဋ္ဌိကဒဏ်ခတ်ပြီးတော့မင်းပွဲတော်စာနဲ့ဆက်ရမယ်ဆိုလို့ဒီရွှေခွက်ကဟဲ့တကားတော့ဗိမိသားရကလေးကိုပြစ်မှားတဲ့ငါဤသားတော်လေးကိုပြစ်မှားတဲ့မိစ္ဆာဒိဋ္ဌိဘလူကတင်နန်းတော်ထဲဝင်ပြီးတော့ရွှေခွက်နဲ့ပွဲတော်သာခိုးတာတဲ့အဲ့ဒီရွှေခွက်မှာရေးထားတဲ့ဒီရွှေခွက်ဒီကလေးခိုးသည်ဟုတ်ပါဆိုတာတမာဒိဋ္ဌိဘလူကတစိမ့်ခတ်တာဗိမိသားရမင်းသာမြင်ပါစေဘယ်သူမှမမြင်ပါစေသတည်းလို့တစိမ့်ခတ်တာဘုရားဒီလိုမိတ်လိုက်တော့အမတ်တရပြုံးလာတယ်။ကိုင်းကွာအဋိဋ္ဌံတို့ဘယင်ကြီးကဒါများတို့အမတ်တွေအကုန်ကန်းတယ်မြင်ပါလေကွာဘုရားမရှိတော့မှအဋိဋ္ဌံလို့တယ်ကွာဘယင်ကလည်းဘယ်သူမှမမြင်ရဘူးတဲ့အဲ့ဒီလိုမြတ်စွာဘုရားကမိန့်တော်မူပြီးတော့ကမှငါဤသားတော်ကလေးစီအိတ်နေတော်လဲပဲငါဤဗုဒ္ဓနုတ္တိဘုရားကိုတရိယာခြင်းနဲ့အောက်မေ့ဆင်ခြင်ပြီးတော့နေပါသဖြင့်အမြဲတမ်းနိုးကြနေသည်မြည်တကွယ်လို့သောကဗုဒ္ဓံပဗုဇံတိသရခောရမသာဝကယေတံဒီဝဆရတောသနေသံဗုဒ္ဓကတာတတိယေသာချင်းသူတို့အဒီဝဆနေ၌၎င်းရတောစညင်အခါ၌၎င်းနေဆံအမြင့်မပြဗုဒ္ဓကတာဘုရားကိုအာယုံပြု၍ဖြစ်သောတတိအောင်မေခြင်းတတိသည်အထိရှိ၏ဂေါရမသာဝကဂေါရမနွယ်ဝမြတ်စွာဘုရား၏တရားနာယတပိသာဝကဖြစ်ကုန်သောတေထိုသူတို့သည်တရအခါခသိပုပ္ပဗုဒ္ဓအိတ်နေတော်လဲကောင်းစွာနိုးခြင်းကိုပဗုဇံတိနိုးကြကြလေကုန်တော်သာရီအဲ့ဒီဒေသနာတော်ကနာကြရသဖြင့်ကြည်တရားနာပြိဿရေအဲ့ဒီဒေသနာတော်နာကြရသဖြင့်မောင်လှချောလေးရဲ့အဖေမောင်လှရဲ့အမေမချောရဲ့သားလေးမောင်လှချောရဲ့သုံးယောက်စလုံးဟောတရားတော်အဆုံးမှာဒိဋ္ဌိနဲ့ဝိစီကိစ္စကွာလို့သောတာပန်ဖြစ်ကြပါလေဗျာ